ဟုတ်ကဲ့မင်္ဂလာပါဒေါက်တာဆောလက်ဆော့ပစ်ကနေကြိုဆိုပါရစေဒီနေ့ဒီအကိုမေးထားတာပေါ့နော်ချက်ပေါက်တွေကိုတဲ့မွေးတဲ့ခြံမှာမရောက်ခင်မှာကာကွယ်ဆေးပြီးပြီးသားတွေကစိတ်ချရပါသလားနောက်တစ်ပတ်ကာကွယ်ဆေးပြီးတဲ့အခါမှာစိတ်မချရင်ပေါ့ပြန်ဝင်သင့်သလားပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကုမ္ပဏီတွေကဒီချက်ပေါက်တွေကိုထုတ်တဲ့အခါမှာသူတို့ price list ဆိုပြီးတော့ size လေးထုတ်တယ်နော် size လေးထုတ်တဲ့အခါမှာသူတို့ရေးထားပေးနှစ်ဖက်ရိုးချက်ပေါက်လားကာကွယ်ဆေးပေးထားတဲ့ချက်ပေါက်လားဆိုပြီးတော့နှစ်ခုခွဲထားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကိုကရိုးချက်ပေါက်ဝင်မယ်ဆိုရင်ဈေးတစ်မျိုးကာကွယ်ဆေးဆိုရင်ဈေးတစ်မျိုးပေါ့နော်အများသောအားဖြင့်တော့ကာကွယ်ဆေးထိုးရမယ်ဆိုရင်တကောင်30ပို့တယ်ဥပမာအားဖြင့်ချက်ပေါက်တစ်ကောင်က2500ဆိုရင်ကာကွယ်ဆေးထိုးရတဲ့ချက်ပေါက်ကိုမှာမယ်ဆိုရင်2500နဲ့30ပေါ့နော်အဲ့လိုပေးရလေးရှိတယ်ဆိုတော့ပထမဆုံးဒီအကူမေးတဲ့မိကိုမဖြစ်ခင်မှာအရင်ဆုံးတည်ထားဖို့ကြတော့ဒီချက်ပေါက်တွေကိုဘာကာကွယ်ဆေးတွေပေးထားလဲပေါ့နော်ချက်ပေါက်ကအရွယ်မှာဘယ်လိုကာကွယ်ဆေးတွေပေးထားလဲဆိုတော့သိဖို့လိုတယ်ဆိုတော့ကုမ္ပဏီတိုင်းမှာတော့သူတို့ရဲ့အသီးသီးbreeder နဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေ technician တွေနောက်ဒီဆရာကြီးတွေဆရာဒီပညာရှင်တွေများစွာရှိတယ်ပေါ့နော်သူတို့ရဲ့နီးပေးတဲ့ပုံစံ function ပေါ့နော်ကာဝယ်ဆေးပေးတဲ့ပုံစံ program တွေကတူချင်လဲတူမယ်မတူချင်လဲမတူအမျိုးမျိုးသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံဆုံးဖြတ်ချက်နဲ့အတူပေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်သိတဲ့ဟာကိုပဲကျွန်တော်ပြောမယ်ပေါ့နော်ကျွန်တော်သိသလောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီချက်ပေါက်လေးတွေကိုဒီရိုးချက်ပေါက်ဆိုရင်တော့ကျွန်တော်များသောအားဖြင့်လေလိမ်ပေါ့နော် NDIB spray ဖြန်းပေးတာများတယ်။နောက် NDIB spray ဖြန်းပေးတာကဒီရိုးချက်ပေါက်ဒါလို့ကျွန်တော်ကာကွယ်ဆေးထိုးမယ်ခုနလိုပတ်စံ30အပိုပေးပြီးတော့ကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ဒီ NDIB spray ဖြန်းထားတဲ့ချက်ပေါက်ကိုဒီ anti-kill ပေါ့နော် anti-kill နဲ့ anti-kill ဆိုလေလိမ်ပါပဲเนาะ anti-kill ဒါမဲ့kill ကိုခေါ်တာပေါ့နော်ပိုးသက်ထားဒီပိုးသေးပေါ့နော် anti kill နဲ့ IBD ဒါကိုတော့ကျွန်တော်ဒီCထိုးပေးတယ် injection တွေနဲ့ထိုးပေးတယ်ပေါ့နော်ဆိုတော့ဒီလိုနှမျိုးရှိတယ်ဈေးနှုန်းတွေလည်း30စီကွာတယ်ဆိုတော့ခုနကပြောသလိုရိုးချက်ပေါက်ကိုမှာမယ်ဆိုရင်တော့ကျွန်တော်တို့ကာကွယ်ဆေး program အတိုင်းပေးလို့ရတယ်ထားပါတော့9ရက်14ရက်21 28အချမ်းပြင်းပေါ့နော်ဒါမျိုးတွေပေးလို့ရတယ်နောက်ဒီသူကကြတော့ဒီလိုချက်ပေါက်စီကာကွယ်ဆေးထိုးပြီးသားချက်ပေါက်ကိုဝယ်တဲ့အတွက်ကြောင့်မလို့ဆေးထပ်ပေးဖို့လိုလားပေါ့နော်ဆိုတော့တကယ်တမ်းကျရင်တော့မလိုဘူးပေါ့နော်မလိုဘူးဒါပေမဲ့တချို့အနေနဲ့ကလည်းစိတ်မချရတော့ကြောင့်မလို့ခုနကပြောသလို program တိုင်းပြန်ပေးတယ်နှစ်ပတ်သားမှာစိတ်မချအောင်ဆိုရင်ပြန်ပေးလို့ရတယ်တစ်ပတ်သားအောင်ကြော်ပြီးတော့နှစ်ပတ်သားဆိုတော့14 27 28ပေးတယ်တချို့ဆိုတော့21 28မှာပေးတာလည်းရှိတယ်ပေါ့နော်ဆိုတော့ကကြတော့စိတ်မချရင်တော့ပြန်ပေးလို့ရတယ်ဒါပေမဲ့ယုံကြည်မယ်ဆိုစိတ်ချမယ်ဆိုရင်တော့လည်းဒီတိုင်းပဲသုံးလို့ရတယ်ပေါ့နော်မပြန်ပေးစရာမလိုဘူးပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်